ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီညစားသွားမှာကကြက်ဖာကြီးလားဒါမှမဟုတ်ဟိုကောင်ငဆိုင်လားငဆိုင်နဲ့ကြက်ဖာကြီးတော့ဒီနေ့ညထိတ်တိုက်တွေ့ကြပြီလို့ဆိုရမှာဖြစ်ပြီးတော့အဆိုပါအသင်းနဲ့တင်းတွေ့ဆုံမှုဟာကြားနေစဉ်လေပင်မှာတွေ့လို့မဟုတ်ဘဲဘူးကောင်နှကောင်ကလေးဦးချောင်းရိုက်ကြမယ်ပွဲစဉ်တစ်ပွဲဖြစ်နေမြင်တွေ့သွားမှာလည်းဖြစ်ပါတယ်တကယ်လည်းအဆိုပါအသင်းနဲ့တင်းဟာတော်တော်လေးကလေးဦးချောင်းရိုက်နေကြတော့မြင်တွေ့ထားခဲ့တာဖြစ်ပြီးယူရိုပါလိမှာသာဖိုင်နယ်အဆင့်ကိုရောက်နေခဲ့ကြဖြစ်ပြီးတော့ပရီးမီးယားလိမှာတော့တကယ်ဖို့ကြားတွေဆိုပြီးတော့ပြောရလောက်အောင်စောက်သုံးကလုံးမကိုမကြတဲ့အသင်းတွေလည်းပဲဖြစ်ပါတယ်။ဖို့ကြားမှာတကယ်အစ်စ်မှန်ဖို့ကြားတွေလို့ပြောရမှာဖြစ်ပြီးပရီးမီးယားလိရဲ့ကလပ်အသင်းကြီးစင်းဝင်အသင်းတွေဖြစ်ကြတဲ့ပရီးမီးယားလိမှာရလက်တွေဇက်တိုက်ဆိုးဝါးနေခဲ့ကြပြီးတော့ရှုံးပွဲတွေနဲ့လည်းဇက်တိုက်ရင်ဆိုင်နေခဲ့ကြတာပါ။ရောက်နေတဲ့အတန်းကလည်းအဆင့်16နဲ့19နေရာတွေမှာရပ်တည်နေတဲ့အတန်းတွေလို့ဆိုရမှာဖြစ်ပြီးဟိုအတန်းမရောက်တာတော့ကန်ကောင်းလာပြီဆိုတော့ပြောရမလို့ဖြစ်နေခဲ့တဲ့ခြေနေပါပဲ။အဲ့လိုအသင်းနဲ့အသင်းကယူရိုပါလိဖိုင်နယ်ကိုရောက်ရှိနေခဲ့ကြတာဖြစ်ပြီးတော့ယူရိုပါလိပြိုင်ပွဲကိုကစားခဲ့ကြတဲ့အသင်းတွေဟာပရီးမီးယားလိအသင်းတွေလောက်ကိုစွမ်းဆောင်ရည်နေကောင်းမွန်ခြင်းမရှိကြတာလားဆိုတော့မေးခွန်းထုတ်ရမလို့ကိုဖြစ်နေခဲ့တာပါပြောရရင်ယူရိုပါလိမှာကစားနေကြတဲ့အသင်းတွေကိုကြည့်လိုက်မယ်ဆိုရင်သူတို့ရဲ့သက်ဆိုင်အမှတ်ပြီးပြိုင်ပွဲတွေမှာအဆင့်16အဆင့်19နေရာတွေမှာရပ်တည်နေကြပွဲမရှိဘူးလို့ဆိုရမှာဖြစ်ပြီးတော့မန်ယူစပါးဆိုးနဲ့ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေကိုကြည့်ရင်တန်းစင်းစုံနှမ်းမှာရုန်းကန်နေခဲ့တဲ့အသင်းကတသင်းမှပါမှာမဟုတ်ဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်အဲ့လိုအသင်းတွေကမန်ယူနဲ့စပါးတို့လိုပရီးမီးယားလိမှာပေးစားတဲ့အောက်ခြေနားလေးကိုရောက်နေခဲ့တဲ့အသင်းတွေကိုကြော်ဖြတ်နိုင်ခြင်းမရှိခဲ့ကြတာကပြိုင်ဘက်တွေကပဲညံလုံးနေခဲ့တာလားမန်ယူနဲ့စပါးတို့ကပဲကန်တွေကောင်းနေခဲ့ကြလားဆိုပြီးတော့မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်အိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောကင်းမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပြစေဖုတ်ဘောကင်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်လို့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာမန်ယူသေးဆိုရင်ယူရိုပါလိပြိုင်ပွဲမှာရှုံးပွဲမရှိနဲ့ဗိုလ်လုပွဲကိုတန်လှမ်းလာခဲ့ကြတာဖြစ်ပြီးအရှုံးစွာဂျိုးနယ်လားလို့မေးရမလို့မျိုးဖြစ်နေခဲ့ပါတယ်ယူရိုပါလိမှာအရှုံးစွာဘာမှမသိဖြစ်နေတဲ့မန်ယူကပရီးမီးယားလိမှာတော့ကိုယ်နေအောင်ရှုံးနေတဲ့ကြီးပဲရင်ဆိုင်နေခဲ့ကြတာဖြစ်ပါတယ်ပရီးမီးယားလိမှာရှုံးပွဲတွေဆက်နေရကမန်ယူကြီးလာလို့ဆိုရင်တော့စပါသင်းလည်းပါပါတယ်ဖျားဆိုတော့ပြောရလောက်အောင်စပါသင်းကိုကြည့်လိုက်ပြန်ရင်လည်းပရီးမီးယားလိမှာရှုံးပွဲတွေဆက်နေခဲ့ကြတာဖြစ်ပါတယ်ရှုံးလိုက်တာမှတောက်လဲပဲဆိုသလိုမန်ယူနဲ့စပါနဲ့မန်ယူတို့ကပရီးမီးယားလိမှာကန်ပီဆိုတာနဲ့သုံးမှတ်ကလူပြီးသားဟေ့ဆိုတာမျိုးဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။အဲလိုလူရည်သက်လမ်းနဲ့မကွာဆိုသလိုပဲပရီးမီးယားလိမှာရမှတ်တွေတောက်လျှောက်လှူနေတဲ့မန်ယူနဲ့စပါတို့ကဒီနေ့ညမှာတော့ယူရိုပါလိဗိုလ်လုပွဲကိုရှင်ပြိုင်ကစားသွားကြတော့မှလည်းဖြစ်ပါတယ်။နောက်တစ်ချက်ကယူရိုပါလိဖိုင်နယ်ပွဲစဉ်မှာနှစ်သင်းဆုံးအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးတော့တတိပြခွေးဖြစ်ဆိုတဲ့သဘောမျိုးနဲ့ရှင်ပြိုင်သွားမှာဖြစ်နေပါပြီ။ရှုံးတဲ့အသင်းကတော့ဖလားလက်မဲဆိုတဲ့ခြေနေနဲ့ရင်ဆိုင်သွားမှာဖြစ်လို့လာမယ့်ရာသီမှာလည်းသူများတွေကန်တဲ့ဥရောပပြိုင်ပွဲကိုသေတွေများနဲ့ထိုင်ပြီးတော့ကြည့်နေကြတော့မှာပါ။အနိုင်ရတဲ့အသင်းကတော့အားလုံးသိတဲ့အတိုင်းပဲစူဖလားအောင်မြင်မှုလည်းရရှိသွားမှာဖြစ်တယ်လို့ချန်ပီယံလိဝင်ခွင့်လည်းရရှိသွားအောင်မှာဖြစ်ပါတယ်။ပရီးမီးယားလိမှာပေးစရာတန်းဆင်းသွားတဲ့အသင်း၃သင်းအထက်မှာရပ်တည်နေတဲ့အသင်း၂သင်းတွေကတသင်းကချန်ပီယံလိဝင်ခွင့်ရရှိသွားတယ်ဆိုတဲ့သမိုင်းတစ်ခုစိုက်ထူသွားခဲ့ကြအောင်မှာပါ။ဒီတော့ဒီနေ့ညမှာယူရိုပါလိချန်ပီယံစူဖလားကြီးကိုစုကူးသွားမယ့်အသင်းကပိုစီကိုဂလူရဲ့ကြက်ဖာကြီးတို့လားအမ်မိုရီယန်ငါဆိုင်တို့လားဆိုတာစောင့်ကြည့်သွားတော့မှာပဲဖြစ်ပါတယ်။စုံးနေကြည့်ပြတ်တော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။